ညီကိုတို့အားလုံးပဲမင်္ဂလာပါဒီနေ့ညတော့ကျွန်တော်ခီးလေးသွားရတဲ့အတွက်ကြောင့်မလို့တော်တော်လေးနောက်ကျသွားတယ်ဒါပေမဲ့အချိန်ပီတဲ့အတွက်ကြောင့်ကျွန်တော်အကြိုက်တဲ့ပွဲစဉ်တွေ၃ပွဲကိုတွေ့ထားတဲ့အတွက်ကြောင့်ကျွန်တော်၃ပွဲကောင်းအဖြစ်နဲ့ကျွန်တော်၃ဂိမ်းမောင်းလေးရွေးချယ်ပေးပါမယ်ဆိုတော့ကျွန်တော်တို့အချက်လက်တွေအများကြီးမပြောတော့ဘဲနဲ့လူထိုရှင်းလေးပဲကျွန်တော်ပြောလိုက်မယ်ဆိုတော့ညီကိုတို့အကြိုက်တူပဲဆိုလို့ရှိရင်လိုက်ပြီးဆော့လို့ရပါတယ်ပထမဆုံးရွေးချယ်ပေးခြင်းတဲ့ပွဲကဘီဘာအိုနဲ့ဆိုဒီတက်ရဲ့ပွဲစဉ်ဒီပွဲစဉ်မှာဘီဘာအိုဘက်ကနေပြီးတော့တီးရဲ့နှုတ်30ဘော်ဒီကြေးပေးထားတယ်ကိုပေါင်းကြီးက2နှုတ်30ဆိုပြီးပေးထားတယ်ဆိုတော့ဒီပွဲတွေကဖလားပွဲစဉ်အေကွင်းအဝေးကွင်းခံရမယ့်ပွဲစဉ်ဆိုတော့အေရှိဖြစ်တဲ့ဘီဘာအိုအနေနဲ့နောက်တစ်ခေတ်တက်ရှင်တယ်ဆိုလို့ရှိရင်အေကွင်းသရားတဲ့ဒီပွဲစဉ်မှာမဖြစ်မနေအနိုင်ခံထားဖို့အတွက်လိုအပ်တယ်ဒါပေမဲ့လည်းတစ်ဖက်ကဆိုဒီတက်ကလက်ရှိအချိန်မှာညီပြတဲ့နဲ့တော်တော်လေးခြေသွမ်းကောင်းနေတဲ့အတင်းပေါ့နော်ဆိုတော့ဘီဘာအိုအတွက်လက်ရှိတီးရဲ့နှုတ်30ဆိုတဲ့ကြေးကအနိုင်ရဖို့အတွက်တော့တော်တော်လေးခက်ခဲတယ်ဒီပွဲစဉ်မှာတစ်ချက်ပဲသတိထားမှာကအိုဘာဒါရေးဖလားပွဲစဉ်ဖြစ်နေလို့ပဲဘီဘာအိုကဒီကိုပါတယ်ရေးမှာဒီနောက်ဆုံး6နှစ်အတွင်းမှာ9ချိန်အထိဆီမီဖိုင်နယ်တက်ထားခဲ့ဘူးရပေါ့နော်ဆိုတော့2019 2020နောက်ပိုင်းမှာဆီမီဖိုင်နယ်ကိုဘီဘာအိုကနေပြီးတော့9ချိန်ထိတက်ထားတယ်အဲ့ဒီ9ချိန်မှာကစားခဲ့သမျှအေဝင်းပွဲတွေအကုန်လုံးမှာဂိုးတွေသွင်းနိုင်အောင်တွေ့ရတယ်ဆိုတော့ဒီပွဲမှာဘီဘာအိုအနေနဲ့တကူတော့အနေဆုံးရှိပဲဗျတစ်ဖက်ကဆိုဒီတက်ကလည်းပြီးခဲ့တဲ့ကွာတားဖိုင်နယ်မှာအလာဘက်ကို2-0နဲ့ရှုံးနေတာနေပြီးတော့2-3နဲ့တောင်မှပြန်ပြီးကမ်းမဲ့ပြတာဖြစ်တဲ့ကြောင့်မလို့ဆိုဒီတက်ကိုလည်းအထင်မသေးနေချင်ဘူးဆိုတော့ဒီပွဲကဘော်ဒီတေရနှုတ်30ဂိုးပေါင်းကြီးကလည်း2နှုတ်30ပေါက်တဲ့အတွက်ကြောင့်မလို့ပြား30တော့ရေးပြီးတော့ဒီပွဲကိုဆော့ရမှာဆိုတော့ဘီဘာအိုနေလဲဝဲဝဲတစ်ပေါက်ချောက်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲစဉ်မှာဂိုးပေါ်ကိုပဲပို့ပြီးတော့ဆော့နေခြင်းနဲ့ဘော်ဒီနဲ့ကျွန်တော်ပြား30မရင်းပဲနဲ့ဂိုးပေါင်းရင်းနဲ့ပဲကျွန်တော်ပြား30ရင်းပဲဝိုင်းပဲဆော့တဲ့ညီကိုတွေကတော့ဒီပွဲစဉ်မှာ BTDS yes ကိုဂိုးအောက်လေးနဲ့တွဲဆော့တာလှမယ်လို့ကျွန်တော်မြင်နေပါတော့ဆိုတော့အပြင်ကြီးသမားတွေအတွက်ကတော့ဒီပွဲတွေကဘီဘာအိုဂိုးပေါ်ပါပဲညီကိုတို့နောက်ထပ်ပွဲတွေကတော့ဘိုလော့နာနဲ့လာဒီယိုရဲ့ပွဲတွေဒီပွဲစဉ်မှာဘိုလော့နာဘက်ကနေပြီးတော့တီအနှုတ်60ဘော်ဒီကြီးပေးထားတယ်ဂိုးပေါင်းကြီးကတော့2အနှုတ်30ဆိုပြီးပေးထားတယ်ဒီပွဲစဉ်ကိုအဓိကရွေးချယ်ရတဲ့အချက်ကပေါက်ကြီးကြောင့်လို့ပဲပြောရမယ်ဗျဘိုလော့နာအတွက်လာဒီယိုနဲ့တွေ့ဆုံမှုမှာတီအနှုတ်60ဆိုတဲ့ဘော်ဒီကြီးကတော်တော်လေးပြင်းတယ်မနစ်ကတွေ့ဆုံမှုရောဒီနေ့အိမ်ဝဲမှာတွေ့ဆုံထားတဲ့ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်လေတီအနှုတ်40လောက်ပဲဘိုလော့နာဘက်ကဘော်ဒီကြီးပေးခဲ့ရဗျဒီပွဲစဉ်ကဖလားပွဲတွေရှုံးထွက်ပွဲတွေဆိုတော့ပေးမယ်ဆိုလို့ရှိရင်ဘိုလော့နာအနေနဲ့ဒီလိပွဲတင်တွေကဘော်ဒီကြီးတစ်ထောင်မှာကြီးရပြော့ပြီးတော့ပေးနေတယ်လို့ကျွန်တော်မြင်တယ်ဥပမာမနေ့ကနာပိုလီနဲ့ကိုမိုလိုခွဲမျိုးပေါ့အဲ့လိုမဟုတ်ဘဲနဲ့လက်ရှိမှာဘိုလော့နာကထူးထူးဆန်းဆန်းပဲဖလားပွဲနေမှာဘော်ဒီကြီးကတေနှုတ်60ထိကျင်းလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာဘိုလော့နာအနိုင်ခံမယ်လို့ပဲကျွန်တော်မြင်တယ်လာဒီယိုကပြီးခဲ့တဲ့ပွဲစဉ်မှာဂျူဗင်တက်ကိုတူးတူးနဲ့တေးကစားခဲ့တဲ့အသင်းပြဆိုတော့လာဒီယိုကမျက်စိကျနေရပဲဒါပေမဲ့လည်းကျွန်တော်ဆောင်းတာပြောခဲ့တယ်လို့မျိုးလိကွဲတင်ကြမှာပေးထားတဲ့ body ကြီးတစ်ထောင်မှာပို့ပြီးတစ်စိမ့်မြင့်တဲ့ body ကြီးမျိုးကိုဘိုလော့နာဘက်ကပေးထားတဲ့ဖြစ်တဲ့ကြောင့်မို့လို့ဒီပွဲတင်မှာဘိုလော့နာဘက်မှာပုတ်ခိရှိမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီပွဲကိုကျွန်တော်ဘိုလော့နာ2-1လေးကိုပဲပြောပြီးတော့ဘိုလော့နာ body ကိုပဲကျွန်တော်ရွေးချယ်သေးခြင်းနဲ့ဗျနောက်ဆုံးပွဲတွေကတော့ဆန်နာလန်နဲ့လီဗာပူးပွဲစဉ်ဒီပွဲတင်မှာလီဗာပူးဘက်ကနေပြီးတော့1ပေါက်60 body ကြီးပေးထားတယ်ကိုပေါက်ကြီးကတော့3အပေါက်80ဆိုပြီးပေးထားတယ်ဆိုတော့ညီကိုတို့ဒီပွဲစဉ်တော့ညီကိုတို့ကျွန်တော်လည်းအကြိုက်တူမှမထင်ဘူးကျွန်တော်ဒီပွဲစဉ်ကိုဇုံပေါ်ကြိုက်တယ်လက်ရှိ body ကြီးအနေထားဗျာဆန်နာလဲကွင်းမှာပေးထားတဲ့ကြီး6ကြီးတွေအတွက်ဒါ normal ပဲဘာကြောင့်လဲဆိုတော့အာဆင်နယ်တို့မယ်စီးတီတို့ဆိုလို့ရှိရင်ဆန်နာလဲကွင်းမှာ1D 1အနှုတ်30အဲ့လောက်ပေးမယ်လီဗာပူးတို့ချယ်ဆီတို့မန်ယူတို့ဆိုလို့ရှိရင်1ပေါက်60 1ပေါက်50ဒီလောက်ဝင်ရင်ဒါပုံမှန်ပဲပြေးရမှာပဲဒါပေမဲ့ဆန်နာလန်လိုမျိုးတက်လာတဲ့အသေးသေးအနေနဲ့အယူဝဲမှာရှုံးဝဲလုံးဝမရှိသေးဘူးဆိုတော့အချက်ကြီးကတော်တော်လေးတော့မကောင်းတော့ဘူးကျွန်တော်မြင်တယ်ကျွန်တော်မကြိုက်တော့ဘူးအခုဆိုလို့ရှိရင်အိမ်ကွဲကဆန်နပွဲကစားမှုပါကြီးပရီးမီးယားလိမှာရာသီကုန်ထိကစားမယ်ဆိုလို့ရှိရင်ဆန်နာလန်အတွက်နောက်ထပ်9ပွဲပဲကစားရတော့မယ်ဆန်နာလန်ရဲ့ရှိုးပွဲမရှိဆန်ခြင်းကိုရက်ထပ်မှုအတွက်ကလည်းမန်စီးတီးတို့အာဆင်နယ်တို့ကလည်းမရှိတော့ဘူးဗျာဆိုတော့စပါးတော့မေ့ထားလို့ရပြီဗျာနောက်ထပ်အသေးကြီးဖြစ်တဲ့မန်ယူတို့ချယ်ဆီတို့ကလည်းရာသီကုန်မှခံရမှာဆိုတော့အဲ့ဒီရဲ့ချိန်ထိတာဆန်နာလန်အိမ်ကွင်းရှုံးပွဲမရှိဆန်ခြင်းကိုဆက်ထိန်းထားမယ်ဆိုလို့ရှိရင်ရာသီကုန်ဆိုလို့ရှိရင်ပို့ပြီးတော့ဆက်ပြီးထိန်းသိမ်းကြတဲ့ရှိမှာဗျာဆိုတော့အဲ့ဒီချိန်ကျမှနိုင်ဖို့တော့မလွယ်တော့ဘူးဆိုတော့ဆန်နာလန်ကိုကျွန်တော်အိမ်ကွင်းမှာရှုံးနေခြင်းပြီနောက်တစ်ချက်ကမနေ့ကတော့ကစားထားတဲ့မန်ယူနဲ့ချယ်ဆီကနှစ်သိန်းလုံးအသေးကြထားတယ်ဆိုတော့လီဗာပူးအတွက်အမှတ်ဖြည့်ကပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီပွဲတွေကမဖြစ်မနေအနိုင်ယူဖို့လိုတယ်ဆိုတော့လီဗာပူးအနိုင်ကိုပဲကျွန်တော်ကြိုက်တယ်ဒါပေမဲ့လည်းလီဗာပူးကလည်းညာနောက်ခံလူဖြစ်တဲ့ဒီဆိုဘိုစလိုက်ဂိုးမတ်ဘရက်ဒလီဖရင်းပေါင်အကုန်လုံးကခံရပြဿနာတွေအနီးကပြဿနာတွေနဲ့ထိတာဆိုတော့နောက်တက်ကတော့အားနည်းလာမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဆန်နာလန်ဂူရနိုင်တယ်
ပြီးတော့ကျွန်တော်1 2ဆိုတဲ့တစ်ပေါက်ကိုပဲကျွန်တော်ကြိုက်တာဖြစ်တဲ့ကြောင့်မလို့ဒီပွဲစဉ်ကိုတော့ကျွန်တော်စုံပေါ်ရွေးတယ်ဒါပေမဲ့ဆန်နာလဲအိမ်ပွဲမှာဆန်နာလဲကိုဘက်ကံမှုအတွက်ကြောက်တဲ့ညီကိုတွေကတော့ဒီပွဲစဉ်ကို9ပေါ်လေးဆော့ပေါ့နော်ကျွန်တော်ကတော့ဒီပွဲစဉ်ကို1 2တစ်ပေါက်ကိုတော်တော်လေးကြိုက်တာဖြစ်တဲ့ကြောင့်မလို့ဒီပွဲကိုကျွန်တော်စုံပေါ်ပဲကျွန်တော်ရွေးချယ်မယ်ဗျဆိုတော့ညီကိုတို့အားလုံးပဲအပေါင်းမြတ်ကြပါလိမ့်ဗျကျွန်တော်ဒီနေ့ညအတွက်ပြပါဦး9ပေါ်ဘူလော့နာပေါ်လေးနဲ့ဒီပါဘူးစုံပေါ်ဆိုပြီးကျွန်တော်ရွေးထားပါတယ်ဆိုတော့ညီကိုတို့3သင်းမောကိုပဲစိတ်ရှည်ဆော့ဆော့ body တစ်ပွဲချင်းပဲခွဲဆော့ဆော့အစီအပြေကြမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ညီကိုတို့အားလုံးပဲအပေါင်းပြကြပါလိမ့်ဗျကျွန်တော်နောက်နေ့ခင်တွေ့ပါအောင်